ဒီလိုပူပြင်းလာတဲ့ရာသီဥတုမှာဒီ fresh နဲ့ clean ဖြစ်တဲ့ရေဘူးကိုရှာနေတာရှာနေကျွန်တော်ဒီနေ့ class ကထုတ်ထားတဲ့ Sherry က Snow ကြောင်းပြောသွားပြီမယ်နော် Okay ဒီကောင်ဘာမှမပြောခင်ကျွန်တော်နဲ့ဆိုင်ကြည့်အောင် Okay ဟုတ်ပြီ Oh spray တော့ကျန်တယ်အဝေးရောက်တယ်မကြည့်ပြမယ်ဟဲ့လားလက်တကမ်းဝင်ကြော်တယ်အဲ့လောက်လေးတော့ spray ရောက်တယ် Okay ဒီကောင်လည်းကျွန်တော်ပြောကြည့်လိုက်အောင် Okay Okay ဒါကျွန်တော်ဒီဝစ်ကအစဖြန်းလိုက်တာနဲ့ကျွန်တော် fresh နဲ့ clean ဘိုက်ကိုသွားရဲပြီး soapy ဖြစ်သွားတာပေါ့နော်ပြီး powder ဖြစ်တယ် soapy ဖြစ်တယ် soapy ကဘယ်လိုဖြစ်လဲဆိုတော့တကယ်ဈေးကြီးပေးရတဲ့စက်ပြန်နိုင်လိုမျိုးရတယ် Okay ဒီကောင်ကဒီကျွန်တော်တို့ဘယ်နိုင်ခံလဲလူတော်များကျွန်တော်အတူချိုးနဲ့ပြောပေးမယ်နော်ကျွန်တော်ဒီရုံးမဲ့တုံးတာ9ရက်ရှိပြီ9ရက်ကျော်ပြီနော်ဒီနေ့ဆို10ရက်မြောက်ပေါ့ကျွန်တော်ရဲ့ skin ပေါ်မှာဆိုရင်ဒီကောင်အနည်းဆုံး9နိုင်ခံတယ်9နိုင်ဒီကိုခံတယ်ဗျာအဲဆိုအင်ဂျီမှာဆိုအဲ့တက်ပို့တယ်ဗျာဆိုတော့ဒီကောင်ကဟို300တန်လာပျော်လာပေါ့နော်ဘယ်လိုလဲပေါ့နော်ဒီကောင်ကြောင့်ကျွန်တော်တို့3လိုက်ဆိုရင်ကျွန်တော်ဒီနေရန်ပူတဲ့ချိန်တွေမှာ3ဖို့အဆင်ပြေတယ်ကျွန်တော်တို့ရာသီဥတုပူတဲ့ချိန်မှာအဆင်ပြေရာသီဥတုအေးရင်တော့အဆင်ပြေဘူးဗျရာသီဥတုအေးတဲ့အမှာဆို3လို့အဆင်ပြေဘူးဒီဘန်ကောက်ရာသီဥတုတို့ဖူးကရာသီဥတုဒါအဆင်ပြေတယ်ရာသီဥတုအေးတဲ့နေရာဆိုရင်ဒီကောင်ကမသုံးတင်ဘူးရာသီဥတုဆိုအခြားဒီကောင်တွေသုံးတင်တာပေါ့နော်ထားပါတော့အဲ့ဒါလေးအဲ့တော့ဒီနေ့ကဒီကောင်ကြောင့်ပြောရအောင်ဒီကောင်ကကျတော့ကျွန်တော်တို့ဈေးဘယ်လောက်ပေးရလဲဈေးကMG 1400ကျော်ပေးရတယ်1400ကျော်ပေးရတယ်တော်တော်တန်းပါတယ်ဒီကောင်100အမှန်ကို1400ကျော်ပေးရတယ်โอเคညီကိုတို့အနေနဲ့ဒီ order မှာယူရှင်ဆိုရင်ကျွန်တော်ကိုစာပို့လို့ရတယ်စာပို့ပြီး order မှာယူလို့ရတယ်เนาะဟိုဒီကောင်နဲ့ပတ်သက်လို့နောက်ဆက်ကကျတော့ဒီကောင်ကကျတော့ဟို unisex သုံးလို့ရတယ်အမျိုးသားအမျိုးသမီးရောသုံးလို့ရတယ်ပြီးတော့တနခမ်းလန့်တင်းတင်းလေးပေါ့နော်အဲ့လိုရေမှုမျိုးပေါ့ပြီးတော့ကျွန်တော်ဒီကောင်နဲ့ပတ်သက်လို့အမတ်တရတစ်ခုပြောရမယ်အများကြီးရှိတယ်ဗျာအမတ်တရ3ခုလောက်ပြောရမယ်နော်3ခုလောက်ပဲကျွန်တော်ဒီကောင်ဖြန်းပြီးတော့လှုပ်သွားတဲ့အချိန်မှာထွက်သွားတာနဲ့အောက်ရောက်သွားတာနဲ့ဟိုလမ်းမှာတွေ့တော့ကောင်မလေးရေမွေးရအရင်မွေးတာပဲနော်အဲ့လိုမျိုးပေါ့မာရေမွေးလဲပေါ့အဲ့လိုမျိုးမေးတာရှိတယ်အဲ့ဒီမှာကျွန်တော်ကလည်းဟိုပြောပြပေးပါတယ်ဒီမှာသူတို့လည်းအဲ့လိုသိစိတ်ဝင်စားကြပေါ့မွေးတာပဲတည်ရလေရေမွေးလဲစိတ်ဝင်စားအောင်နောက်ရက်ဒီမှာဆိုင်မှာလဲလိုပဲကျွန်တော်ဒီဖြတ်တာလုပ်လေဗျာလုပ်ရင်လည်းဟို customer နဲ့ကကျွန်တော်အနိုင်ရလို့ဆိုင်မှာဈေးဝယ်လောက်ဝယ်တာသူတို့ရှာတဲ့ရေမွေးမတွေ့ဖြစ်နေကျွန်တော်လည်းနောက်ဆက်ဖြစ်လာရောသူကဟုတ်တယ်အဲ့ရေမွေးရှာနေရတဲ့အဲ့ဆိုကျွန်တော်ကောင်လေး US ရပေါ့နော်သူတို့လည်းများနေကျွန်တော်ကောင်လေးကျွန်တော်ချက်တော့နန်းကျင်တယ်ဆိုလို့ရေမွေးအနက်ဟိုဟာလေရှူချင်းဆိုတော့သူလာရှူတယ်ရှူတော့လည်းဟုတ်တယ်အဲ့နိုင်ကောင်မလေးကလည်းသူလည်းရှူလို့ရလားဆိုတော့ကျွန်တော်လည်းရပါလေလို့ပြောရတယ်ဗျာသူလည်းလာရှူတယ်ရှူပြီးတော့မှဒီရေမွေးလို့ရှင်တာဒီရေမွေးကကျွန်တော်ပြောရတယ်ဒီရေမွေးကတော့ကျွန်တော်တော့ဆိုတော့ out of stock ဖြစ်နေတယ်order ပေးနေရသူတို့ကလည်းအချိန်မရှိဘူးပါအချိန်မရှိဘူးဆိုတော့သူတို့ကပြန်မှာဆိုတော့အခြားရေမွေးပဲစမ်းဝယ်ပါတယ်ဒါပေမဲ့ဒီရေမွေးကြောင်းပြီးတော့ကျွန်တော်လည်းအဲ့လို Google မှာနေပုံပြပေးရတယ်ပြတော့သူတို့အဲ့ပုံရောက်သွားတယ်ပေါ့ဗျာသူတို့အဲ့ဒီမှာလည်းသူတို့နိုင်ငံရောက်မှာတော့ပေါ့နော်အဲ့လိုပြောသွားတယ်သူတို့လည်းကျေးဇူးတင်ကြောင်းလည်းပြောတယ်အဲ့လိုပဲကျွန်တော်ဆိုင်ရှိမှာလည်းအဲ့ရှမ်းနေရှိတယ်သူတို့ကလည်းရေမွေးရမွေးရနော်ပြောတယ်ဈေးကြီးလာတဲ့ဈေးမကြည့်ဘူးလို့အဲ့လိုပြောပြပေးတယ်ဒီရေမွေးကတော်တော်လေး compliment ရတယ်ဘယ်တော့ရရဆိုအိမ်ချစ်ထွက်တာနဲ့စရရတော့ဗျာအဲ့လိုမျိုးပေါ့ okay okay ဒီနေ့ကတော့ဒီရေမွေးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောသွားပေးတာပေါ့နော်ကျွန်တော်9ရက်10ရက်အတွင်းမှာရတဲ့ experience တွေပေါ့အများကြီးရှိတယ်အဲ့ဒါမှကျွန်တော်3ခုပြောသွားပေးရနော် okay ကျေးဇူးပါ